လက်ရှိပေါ့နော်ရှမ်းမန်းစစ်စင်ရေးနဲ့ကျွန်တော်တို့ပေါ့နော်အဲ့ဒါအမီတွေပေးပြီးတော့ကျွန်တော်တို့ဒီ10ကွန်စစ်စင်ရေးဒီစစ်စင်ရေးတွေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဒီဝါဒီတာကကျွန်တော်တို့ဒီပြည်သူအားလုံးပေါ့နော်ပြည်သူအားလုံးကတကယ်ကိုစိတ်ဝင်စားတဲ့ဒါဒီအားလုံးပဲမင်္ဂလာပါခင်ဗျာတိုးစင်ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ဆိုရင်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ new online နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာတက်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရနေမည်နဲ့ထိစပ်ပြီးတော့ဒါတရုတ်နဲ့လည်းတော့တကယ်ကိုထိစပ်နေတဲ့နေရာကကျွန်တော်တို့ဒီနိုင်ငံရေးပေါ့နော်ကျွန်တော်တို့နိုင်ငံရေးလက်ရှိကျွန်တော်တို့တော်လှန်ရေးမှာဘယ်လောက်ထိပါဝင်ပတ်သက်မှုတွေရှိနေလဲပြီးတော့လက်ရှိအခြေအနေမှာလည်းစီးရေးကာလတွေမှာလည်းပဲတော့အပြစ်ခတ်ရစဲသွားတဲ့အချိန်ကလည်း2ချိန်ရှိတယ်လေဆိုတော့ဒီအခြေအနေမှာကျွန်တော်မိပါတယ်စိတ်ပူနေလို့ကျွန်တော်အခုကျွန်တော်မိပါတယ်ကိုကျွန်တော်တင်ပြဆွေးနွေးတော့ဖြစ်ပါတယ်ဟုတ်ကဲ့မမိုဟုတ်ကဲ့မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ထပ်တူပါပဲเนาะအားလုံးဟုတ် bro စောင့်နေတာတင်ဆက်မှုတွေကျေးဇူးပါဟုတ်ကဲ့ဗျ ZM ဟုတ်ကဲ့ဗျ bro လေးစားပါတယ်အတန်တိုးနေတယ်ဟုတ်ကဲ့အတန်တိုးနေလားဗျအတန်ရန်တိုးနေတယ်ချမ်းဟုတ်ကဲ့ချမ်းရေကျေးဇူးပါเนาะကျွန်တော်ချမ်းပေါ့เนาะကျွန်တော်အကြံဉာဏ်ပေးခဲ့တာတွေအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့ဥစော hi မင်္ဂလာပါကိုနေမင်္ဂလာပါဟုတ်ကဲ့ကိုရှင်ဟုတ်ကဲ့မင်္ဂလာပါဗျနုနုကြီးဟုတ်ကဲ့ဘေးကင်းချမ်းပါပါစေဟုတ်ကဲ့ဗျထပ်တူဘေးကင်းချမ်းပါပါစေပေါ့နော်ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဆူတောင်းပေးပါတယ်ကိုရှင်နောက်ကြရနော်ဟုတ်ကဲ့ဗျကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်ညီအကိုတွေနဲ့ဒီနေ့ကျွန်တော်တို့တွားတွေ့ကြတယ်ပေါ့နော်တွားကြွေပြီးတော့လက်ရှိသူတို့အခြေအနေတွေပေါ့နော်သူတို့အခြေအနေတွေကိုလည်းကျွန်တော်တို့ဒူးနဲ့ဒူးကျွန်တော်တို့စကားတွေပြောဆွေးနွေးမှုတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါခါကျတော့ကျွန်တော်နောက်ကြတယ်ဗျအဲ့ဒါကြောင့်လည်းပဲကျွန်တော်ဗီဒီယိုedit လုပ်ဖို့တွေလည်းအဆင်မပြေတာတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်လည်းပဲကျွန်တော် live ပဲကျွန်တော်မိဘတွေလည်းစကားပြောလိုက်မယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တွေးလိုက်ပါတယ်ပေါ့နော်အဓိကလည်းကျွန်တော်ရဲ့ဒါရဲဝဲရက်ဘက်တွေကျွန်တော်ရဲ့မိဘတွေစိတ်ပူနေတဲ့အချက်တွေလည်းကျွန်တော်တွေ့နေရတော့လေပြီးတော့ကျွန်တော် line ကလည်းဗျဟိုကျွန်တော်ရောက်တဲ့နေရာပေါ့နော်ဒီကနေ့ကျွန်တော်ရောက်တဲ့နေရာ line ကလည်းမကောင်းသိတဲ့အတိုင်းပဲသိတဲ့အတိုင်းပဲเนาะမြန်မာနိုင်ငံအခြေအနေတွေက line တွေကမကောင်းတဲ့အခါကျတော့ကျွန်တော်ဘယ်လိုပြောမလဲဗျာကျွန်တော်မိဘတွေပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်ညီကိုတွေကကျွန်တော်ကိုဒါ Telegram တွေတော့မေးတာရှိတယ်ကိုရှားရည်ဒီလိုအခြေအနေဘယ်လိုဖြစ်နေလဲပါညာပေါ့နော်ဒါပေမဲ့လည်းပဲကျွန်တော်ကဟိုတော့ line ကမကောင်းတော့ဗျာဟိုအလုံးလဲနေတယ်လုံးလဲနေတော့ကျွန်တော်ပြန်ဖြေလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်ပါဒီတဏီကိုပျောက်သွားတာအတွက်လည်းပေါ့နော်စိတ်ဖူပေးတယ်ကျွန်တော်ရဲ့ညီကိုတွေအတွက်လည်းကျွန်တော်ကျေးဇူးများတင်ပါတယ်လေချောင်းရံကာကွယ်နိုင်ရင်မြို့ထိန်းရလွယ်တယ်ဟုတ်ကဲ့ဗျဟုတ်ဒါကတော့ကျွန်တော်တို့အားလုံးညှော်လင့်နေတဲ့အချက်ပေါ့နော်ဟုတ်ကဲ့တရားလေးလည်းကျွန်တော်ပြပြမယ်ဟုတ်ကဲ့ဗျအောင်စရစစ်အကြောင်းလေးကိုကျွန်တော်ပြောပြပေးဗျကျွန်တော်ကလေဟိုကျွန်တော်နည်းနည်းလေးမေးတယ်လို့ကျွန်တော်စာလေးနဲ့မှတ်မယ်နော်ကျွန်တော်မေးတဲ့ရာဇဝင်ရလည်းရှိတယ်ဗျကျွန်တော်အဲ့လိုငပြားခဏဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်ဘောနော်ဒီမေးတတ်တာတွေဖြစ်သွားတယ်ဘောနော်အဲ့ဒါမျိုးလေးဘောနော်အောင်စရစစ်ကြောင်းအောင်စရဘောနော်အောင်စရစစ်ကြောင်းကျွန်တော်ပြောပြမယ်တခါကျရင်ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာတွေကလေကျွန်တော်မပြောပြဖြစ်ခဲ့တာတွေရှိအဲ့အတွက်လည်းကျွန်တော်ရဲ့မိဘတွေညီကိုမောင်တို့တွေနားလည်ပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘောနော်ကိုရှမ်းမင်္ဂလာပါညီတဲ့ဟုတ်ကဲ့ကိုသိမင်္ဂလာပါဟုတ်ကဲ့မြက်မင်္ဂလာပါဟုတ်ကဲ့တားရီနေကောင်းချမ်းပါပါဟုတ်ကဲ့မင်္ဂလာပါမေးသားတို့နေကောင်းအောင်ကြိုးစားနေကြတယ်ဗောနော်စမ်းကြီးအတန်တိုးနေတယ်တဲ့ဟုတ်ကဲ့ဗျအတန်တိုးနေဘလို့အတန်တိုးနေတာအတွက်လဲကျွန်တော်အတန်တိုးနေတယ်ဗောနော်တော်တော်တိုးနေလားမသိဘူးဗျကျွန်တော်ချက်ကြည့်အောင်မယ်ဟုတ်ဟုတ်ကဲ့ခင်ဗျမင်္ဂလာပါအတန်အဆင်ပြေလားမသိဘူးဗျကြားရတယ်ကိုဟုတ်ကဲ့မတိုးတော့ဟုတ်မတိုးတော့ဘူးတန်တိုးနေတယ်အတန်အဆင်ပြေလားမသိဘူးဗျကျွန်တော်အားနာလိုက်တာဗျဟုတ်ဟုတ် what တက်ကဘလူးကြီးလည်းမသိဘူးတဲ့ဒါကြောင့်မှကျွန်တော် live ပေါ့နော် live မှာကျွန်တော်ဒါကြောင့်ကျွန်တော်မေးတာကိုလည်းကျွန်တော်ဖြေမယ်အဓိကတော့ကျွန်တော်ရဲ့မိဘရဲ့ရဲဝဲရက်ဘက်တွေမေးတာတွေဖြေဖို့တက်ပေါ့နော်ပြုံးနေချင်းတွေလည်းပြောပြပါဟုတ်ကဲ့ဗျဟုတ် what KPT ဝတ်တက်တွေဝင်လာတာပြည်သူတွေကောင်းချင်းပဲ
မျောလင့်ပါတယ်ဗောနော်ဟုတ်ကဲ့ဗျဟိုကျွန်တော်ပြမယ်နော်ဝါကိစ္စပဲကျွန်တော်အဓိကပြောချင်တာဗောနော်အဓိကဝါကိစ္စလည်းပါမယ်ဗျာကျွန်တော်တို့အခုစိုးရိမ်နေတဲ့ဒါဗောမြဝတီအကြောင်းလည်းပါမယ်ဗောနော်ဆိုတဲ့ကတော့မြဝတီအကြောင်းပြောရလဲဒါပေမဲ့ကျွန်တော်ပြောပြပေးပါတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဓိကကျွန်တော်တို့မိဘတွေဗောနော်ဒါစိုးရိမ်စိတ်ကြီးများနေတာတွေဆိုတဲ့အခါကျတော့ဒီချိန်တွေကလည်းစိုးရိမ်စရာတွေလည်းရှိတယ်လीဟုတ်ကဲ့ဗျကျွန်တော်ပေါ့နော်ဒါနာမည်လေးတွေခေါ်ပြီးတော့ဗောနော်ကျန်တဲ့သူတွေကိုလည်းတစ်ချက်ဗောနော်စောင့်နေနေနာမည်လေးကျန်ခဲ့ရင်လည်းတောင်းပန်ပါတယ်ဟုတ်ကဲ့ဗျအဓိကတော့ဒီမှာကျွန်တော်မေးထားတာတော်တော်များများတော့ဝါဗောနော်ဝါကိစ္စဝါ WUWSA ဝါဒေတာဗောနော်ဝါတပ်ဖွဲ့ဝင်တွေအကြောင်းပြီးတော့ MNDAA ကျွန်တော်တို့ရဲ့ကိုးကတ်ညီနောင်တပ်ဖွဲ့ဝင်တွေအကြောင်းကိုအဓိကသိကျင်တယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့နောက်ပိုင်းမှာတော့ကျွန်တော်ကလက်ရှိပေါ့နော်မြဝတီအခင်းချင်းတွေပါကျွန်တော်ရှင်းပြီးတော့ကျွန်တော်ပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒါမြဝတီမှာရှိနေတဲ့ကြည်နေတယ်ပေါ့နော်ကျွန်တော်ရဲ့မိဘပြည်သူတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်ကိုဝင်ရောက်ပြီးတော့ဒါဝေဖန်နိုင်ပါတယ်ပေါ့နော်ဟုတ်ညီလေးကျမရဲ့ queue site ပါဟုတ်ကဲ့ဗျ AC ထွန်းဟုတ်ကဲ့ fighting မှာကျမရဲ့ queue site ပေးနေပါတယ်အားလုံးလည်းအတူတူထပ်တူ queue site ပေးပါပေါ့နော်ဒါကျွန်တော်တို့ညီကိုတွေအကုန်လုံးပေါ့နော်ဒါမိသားစုတွေအကုန်လုံးကျွန်တော်တို့အတူတူခရီးသွားနေတာမှုလို့ပေါ့နော်ကျွန်တော်တို့တေချာလေး queue site ဖို့လိုပါတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်ဒီကနေ့မှာကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်ဝါအကြောင်းလေးအရင်ဆုံးစပြီးတော့ဆွေးနွေးရအောင်ပေါ့နော်ဒီကနေ့မှာကျွန်တော်တို့ဒီ UWSA ကျွန်တော်ဝါတပ်ဖွဲ့ဝင်တွေဟာလာရှိုးမြို့တဲကိုဝင်လာတယ်ဆိုတော့လာရှိုးမြို့တဲကိုဝင်လာတဲ့အချိန်မှာကျွန်တော်ရဲ့မိဘတွေအရန်ကိုစိုးရိမ်သွားတယ်ဆိုတော့ဘာကိုသူတို့ကတော်တော်များများပေါ့နော်ဒါကျွန်တော်ပြောတာမှားတယ်ဆိုရင်လည်းပဲအောက်မှာထောက်ပြလို့ရတယ်ကျွန်တော်စာအုပ်လည်းကြည့်နေပါတယ်ပေါ့နော်ဘာလို့စိုးရိမ်တာလဲဆိုရင်ကျွန်တော်တို့ဒီမြဝတီအခင်းချင်းကိုကျွန်တော်ရဲ့ပြည်သူတွေအကုန်လုံးကလုံးဝမမေ့သေးဘူးကျွန်တော်တို့ကပို့ပြီးတော့မမေ့ဘူးကျွန်တော်အရှိမဆိုရင်ကျွန်တော်ရဲ့ညီငယ်တွေပေါ့နော်ကျွန်တော်တို့ဒီ corporate တိုက်ပွဲတွေမှာပြီးတော့ကျွန်တော်ပေါ့နော်ဒါ355 356ပေါ့နော်နည်းတော့ခက်ခဲတော်တော်များတယ်ဗျာဘာလို့ဆိုကျွန်တော်အတန်လေကျွန်တော်ဒီမှာပါကြောက်ပြန်ပြီဗျာတကယ်စိတ်မကောင်းလိုက်တာကျွန်တော်ဘယ်လိုလုပ်အောင်တည်တန်လေးနည်းနည်းတော့တုံးမယ်ဗျာတီးခန့်လိုက်ပါတော့ကျွန်တော်အတန်းနိုင်ကျွန်တော်အတန်လေးမြင့်ပြီးတော့ပြောပြမှာနော်တော့ဘေးတန်လေးတွေပါလာရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဗောနော်အဲ့တော့ပါကောင်းပါဒီပါပဲဘာလို့ကျွန်တော်တို့ဒီတော်လန်ရေးလုပ်နေတဲ့ဒီခီးတစ်လျှောက်လုံးမှာကျွန်တော်တို့အစဉ်ပြေချောင်းမွေတာဒါရှိဘလို့မနော်နဲတယ်ဗောဗျာခက်ခဲတွေကြားထဲမှာဗောနော်ကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့ရုန်းကန်ခဲ့တာဗောနော်တောက်လျှောက်ရုန်းကန်ခဲ့တာပြီးတော့ကျွန်တော်တို့ပိတ်ဆက်မှုတွေအရန်ကြီးတယ်ဗျာအရန်ကြီးတယ်ဆိုတော့နိုင်ငံရေးသမားတွေပြီးတော့ကျွန်တော်တို့လေးလာသုံးသက်သူတွေပြောတာထက်ကျွန်တော်တို့ကပို့ပြီးတော့နာကျင်ရတယ်ကျွန်တော်ကမိပင်ကရဲဘော်တွေနဲ့ပတ်သက်ပြီးတော့အဓိကပြောတာဆိုတော့တခါကြာရင်ကျွန်တော်ကိုနိုင်လဲသတိထားရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောတဲ့စကားတွေကနိုင်ငံရေးသမားတွေမကြိုက်ဒါကျွန်တော်ပွင့်လေပြောတာနိုင်ငံရေးသမားတွေကျွန်တော်ဝေဖန်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဝေဖန်ဖို့လဲကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရေးသုံးသက်သူလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်ကညီပင်အကြောင်းပဲကျွန်တော်ပြောတာဆိုတော့ကကြတော့အချို့မီဒီယာတွေမှာပေါ့နော်အချို့မီဒီယာတွေဆိုရင်လည်းပဲအချို့အရာတွေကိုမပြောတာတွေပေါ့နော်မပြောတာတွေပေါ့ဆိုတော့မပြောတော့ကျွန်တော်တို့ပြည်သူကမသိဘူးကျွန်တော်တို့ပြည်သူကဘာကိုကူညီရမလဲကျွန်တော်တို့ပြည်သူကဘာအတန်ထွက်ပေးရမလဲလို့မသိဘူးဆိုရင်ကျွန်တော်တို့အချို့နေရာတွေမှာကျွန်တော်နစ်နာမှုတွေပြီးတော့ကြံ့ကြာမှုတွေပို့ပြီးတော့များနိုင်တယ်ဒါတွေကြောင့်ပဲကျွန်တော်ကနေ့စဉ်ကျွန်တော်ရဲ့မိဘတွေကျွန်တော်စကားပြောနေခြင်းဖြစ်ပါတယ်နော်လက်ရှိကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေအများစုသိပါတယ်ကျွန်တော်ပြောတဲ့စကားတိုင်းကမြေပြင်ကကျွန်တော်တို့အဓိကပေါ့နော်မြေပြင်ကအဓိကရဲဘော်ရဲဘက်တွေရဲ့ခက်ခဲတွေပြီးတော့ကျွန်တော်တို့လက်ရှိပေါ့နော်ခင်းကျင်းတွေမှာကျွန်တော်တို့ဖြည့်ရှင်းလို့ရတာရှိတယ်ကျွန်တော်တို့ဖြည့်ရှင်းလို့မရတာလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒါပေါ့နော် PDF ဆိုတာကလက်ရှိကျွန်တော်တို့ ERO တပ်ဖွဲ့ဝင်တွေနဲ့မာမိတ်ဆက်ဆံရေးနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့အလုပ်လုပ်နေတဲ့တပ်ဖွဲ့ဖြစ်တယ်ဆိုတော့အချို့နယ်မြေတွေမှာကျွန်တော် ERO လက်နက်ကင်ဖွဲ့စည်းတွေကိုကြော်ပြီးတော့လုပ်လို့လည်းမရဘူးကြော်ပြီးတော့လုပ်ခွင့်လည်းသူတို့မပေးထားဘူးကျွန်တော်နည်းနည်းပြောမယ်နော်ဟုတ်ဆိုတော့
ဒါကကျွန်တော်အမှန်တရားကိုပြောနေတယ်ကျွန်တော်မြေပြင်ကအကြောင်းကျွန်တော်သိတယ်ဆိုတော့မြေပြင်ကရေးဘော်တွေရဲ့အနေထားကျွန်တော်သိတယ်ဆိုတဲ့အခါကျတော့မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့အရာတော်တော်များများကိုလည်းကျွန်တော်သိတယ်ဒါကြောင့်လည်းပဲကျွန်တော်ကဒါပေါ့နော်ဒါဟိုတမှုထူးခြားစွာနေပဲပေါ့နော်ကျွန်တော်မိဘတွေကိုကျွန်တော်ဟိုနိုင်ငံရေးပုံစံလည်းမဟုတ်ဘူးဗျာပြောချင်တာကကျွန်တော်ကဟို motivate တဲ့ပုံစံတွေလည်းမဟုတ်ဘဲနဲ့ကျွန်တော်တင်ပြနေခြင်းဖြစ်တယ်ဗျာကျွန်တော်ရဲ့ဒါအမြဲတမ်းကြည့်နေတဲ့ညီကိုဆိုသိပါတယ်ဆိုတော့အခုရှေ့မှာမေးထားတာကဝါပေါ့နော်ဝါတက်ဖွဲ့ပေါ့နော်ဝါတက်ဖွဲ့ကလာရှိုးဘဲကိုဝင်လာတယ်ပေါ့နော်လာရှိုးရဲဝင်လာတယ်ပြန်ထွက်သွားပြီလို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ကြတယ်အဲ့ဒါအတွက်ပတ်သက်ပြီးတော့ကျွန်တော်မေးထားတာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေချင်တာကဝ UWSA ကလာရှိုးမှာပဲရှိနေပါသေးတယ်โอเคလာရှိုးမှာပဲရှိနေပါသေးတယ်ပြီးတော့မနေ့ကဆိုရင်ကျွန်တော်တို့ဒီလာရှိုးမှာရှိတဲ့ရမကတိုင်းမှုပေါ့နော်ရမကတိုင်းမှုတင်ထုံးအောင်နဲ့ဒါပြည်နယ်ရဲမင်းကြီးပျောက်ဆုံးနေတယ်ဆိုတာလဲသူတို့ဘက်ကပေါ့နော်ဒါဟိုတူလောအတန်လေးတွေထွက်နေပါတယ်ဆိုတော့တကယ်တော့ကျွန်တော်တို့ပျောက်ဆုံးနေတာမဟုတ်ဘူးပေါ့နော်သူကပျောက်ဆုံးနေတာမဟုတ်ဘူးဆိုတာထက်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဟိုသူကလုံးဝပျောက်သွားတာလူလောကကြီးကလုံးဝပျောက်သွားတာပေါ့နော်အဲ့ဒီအကြောင်းလေးလည်းကျွန်တော်ပြပြပေးမယ်ဗျပြောတာပြောကိုရှမ်းရေးတဲ့ဒို့လူမျက်ကြော်နဲ့ကိုနန်းနန်းကျော်ပြောပြပြည်သူတွေကဟုတ်တယ်ဗျဘာလို့ဟုတ်တယ်တီးပြီးလို့ကြားတယ်ကြားတာမဟုတ်ဘူးဗျဟုတ်ကဲ့ကြားတာမဟုတ်ကျွန်တော်ပြောရင် location လေးနဲ့ပြပြမယ်နော်အခုပဲကျွန်တော်သတိရအောင်ပြလိုက်ကောင်းမယ်နော်အဲ့လိုမျိုးဟောတင်ထုံးအောင်နေပေါ့နော်တင်ထုံးအောင်နေကျွန်တော်တို့ဒီရဲမင်းကြီးလှမင်းဟုတ်တယ်နော်ကျွန်တော်ပြောရဲမင်းကြီးလှမင်းကကျွန်တော်တို့ဒီသူတို့ပေါ့နော်သူတို့သာသနာ2500ဖျားကုန်းပေါ့နော်ဖျားကုန်းပေးနာမှာဘွားကူးသွားတယ်ပေါ့နော်ဘွားကူးသွားတယ်ဟုတ်ကဲ့ဆိုတော့အချို့ပေါ့နော်အချိန်ပေးပြီးတော့နားထောင်နေတာရယ်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီinternet phone တွေပြီးတော့ packet တွေဈေးကြီးနေတဲ့ကြားပဲပေါ့နော်ကြည်ပေးနေတယ်အချို့ဆိုရင်ကျွန်တော်အားမလို့အားမရပြောတာလည်းရှိတယ်ကိုရှမ်းလေးမြန်လေးပြောပေးပါပေါ့နော်ဆိုတော့ကျွန်တော်နားလဲပါတော့အဲ့တဲ့မြန်လေးသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ပေါ့နော် Telegram မှာဝင်လာပေးပါကျွန်တော်မြန်လေးပြောပေးပါမယ်ဒါကျွန်တော်ပုံဝင်လေးပြောတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ဟိုအခြားသောပေါ့နော်အခြားသောညီကိုတွေရဲ့ပေါ့နော်သူတို့သိချင်တာလေးလည်းကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ကျွန်တော်မြေပြင်အကြောင်းပဲကျွန်တော်ပြောမှာပါမြေပြင်အကြောင်းပဲကျွန်တော်နိုင်ငံရေးကိုကျွန်တော်ခံမှန်းပြီးကျွန်တော်ပြောမှာမဟုတ်ဘူးပေါ့နော်ဆိုတော့နိုင်ငံရေးကိုခံမှန်းပြီးပြောမှာမဟုတ်တဲ့တော့ပေါ့နော်အဲ့လိုလာရှိုးဝါအုပ်ချုပ်မှာလား MNDA အုပ်ချုပ်မှာလားဟုတ်ကဲ့ဆိုတော့ကျွန်တော်အဲ့ဒါလည်းပြောမယ်ပေါ့နော် MNDA ရဲ့ထုတ်ပြန်ကြေညာချက်ကိုကျွန်တော်သိလောက်ပေါ့နော်ကျွန်တော်ပြပေးမယ်အဲ့လိုမျိုးအရှမ်းလေး AC ပြောပါရဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျကျေးဇူးတင်ပါတယ်ဇင်းကောင်းနေကြားရတာအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဗျဟိုဇာနီပေါ့နော်ဇာမနီပေါ့နော်သတင်းကောင်းတွေကစတိုက်ကြားရအောင်ပါဗျဟုတ်ကဲ့ fighting မှာ like ကိုကြည့်ဘူးတာပထမအဆုံးပဲဟုတ်ကဲ့ဗျကိုနိုင်လင်းဟုတ်ကဲ့ကျေးဇူးပါ brother ကျေးဇူးပါဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီကနေ့အားလုံးသိကျင်နေတဲ့ဒီဝါကိစ္စနဲ့စမယ်ပြီးတော့ရင်ကျွန်တော်တို့ဘောနော်လက်ရှိဘောနော်ဒီစစ်စင်ရင်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲအကြောင်းကိုကျွန်တော်ပြောပြမယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအမြောက်ကြီးအကြောင်းဘောနော်အမြောက်ကြီးအကြောင်းကိုပြောပြမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ30ကွန်စစ်စင်ကိုစခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေသိတယ်30ကွန်စစ်စင်ပထမလှိုင်းတိုက်လိုက်တယ်ပထမလှိုင်းတိုက်တဲ့အချိန်မှာလည်းပဲအခြားသောလက်နက်ကိုင်ဖွဲ့စည်းတွေပူးပေါင်းပါဝင်ပြီးတော့စစ်စင်ရေးမှာဆင်နွှဲဖို့ကိုသူတို့ထုတ်ပြန်ခဲ့တာရှိတယ်ဘာဖြစ်လို့သူတို့တွေထုတ်ပြန်တာလဲဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ဆိုတော့ဒီမှာကျွန်တော်တို့ပေါ့နော်သူတို့မှာအကန့်အသတ်တွေအချို့ရှိပါလိမ့်မယ်ရှိလဲရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကနှစ်ပေါင်း80ကျော်ကြာပေါ့နော်ကျွန်တော်တို့ပြည်သူ့ဗန္ဒာငွေတွေနဲ့မတရားပေါ့နော်မတရားကျွန်တော်တို့ဗျာအစမတန်ပေါ့နော်ဒါပြည်သူကိုဒါလူပြောမနော်ခုလိုမျိုးပုံကျက်တက်ခိုက်မှုတွေလုပ်ဖို့အတွက်သူတို့တွေပြင်ဆင်ခဲ့တာနှစ်ပေါင်းများစွာဆိုတော့ပြင်ဆင်မှုတွေကသူတို့ဟာဒီစစ်ရေးတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်အဲ့ဒီမှာပေါ့နော်ဒါလူမျိုးရေးတော်၎င်းပြီးတော့ NCA တော်၎င်းပြီးတော့ဘာသာရေးတော်၎င်းပြီးတော့ကျွန်တော်တို့အတွင်းထဲမှာရှိတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုပါတွေးခွဲပြီးတော့လှုပ်ဆောင်ထားတာရှိတယ်အဲ့ဒါတွေကိုဥပမာပြမယ်ဆိုရင်နေကြစောင့်တက် PGF Border Gap ဒါတွေနဲ့ပါသူတို့ကအမျိုးမျိုးလုပ်ထားတာဒီတော်တော်လေးကိုတတိထားရမယ်တော်တော်လေးလည်းကြောက်ဖို့ကောင်းတယ်ဒီလိုမျိုးအခင်းကျင်းကြီးကိုကျွန်တော်တို့အခုရင်ဆိုင်နေရတာ
ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ပေါ့နော်ဒါကျွန်တော်ရဲ့မိဘတွေရဲဘော်ရဲဘက်တွေဆိုသိတယ်မြေပြင်ကရဲဘော်တွေဆိုကျွန်တော်တို့အရန်ခံရတာတွေ့တဲ့သူတိုင်းကိုအလေးပြုရတာကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်အချို့ဆိုရင်ရဲဘော်ရဲဘက်တွေပါတယ်အဲ့လေတွေ့တဲ့သူတိုင်းကိုကျွန်တော်တို့အလေးပြုရတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကရဲဘော်တက်တော့ကျွန်တော်တို့အရာအိုနေမြေထဲမှာဆိုရင်လည်းပဲကျွန်တော်တို့ခက်ခဲမျိုးစုံနဲ့ရင်ဆိုင်ရတာရှိတယ်ဘာသာစကားမတူတာတွေပြီးတော့ရာသီဥတုအဆင်မပြေတာတွေပြီးတော့အဖွဲ့တွေအများကြီးဖြစ်နေတာဂျားထဲမှာပေါ့နော်အဲ့လိုဂျားအခက်ခဲတွေကိုကျွန်တော်ပြောနေတယ်ဆိုတာကဒါဒီလိုဂျားတွေကနေပြီးတော့ထိုးထွက်လာတဲ့ဒါပြည်သူ့ကောက်ပွဲရေးတပ်ဖွဲ့ PDF လူငယ်တွေဘလောက်ထိသူတို့အနစ်နာခံပြီးတော့စူးစမ်းခဲ့လဲဆိုတာကိုကျွန်တော်ထင်တာမြင်တာရှိအောင်ပြောပြတာကျွန်တော်ပြီးပါတယ်